မိမဟဲ့မိမနေရလဲအဲ့ကြီးပဲနေတာပဲထလေဘာဖြစ်လို့လဲနေမကောင်းလို့နေမကောင်းလို့အေးနေမကောင်းရင်ဆေးတောက်လေမကောင်းလို့ကဲနေမကောင်းရင်ညနေကျရင်ဆေးကန်းလိုက်ပို့မယ်နော်နေလို့ကိုမကောင်းလို့နေမကောင်းလို့ပြောတာနေရတာမကောင်းလို့ကိုနေမကောင်းလို့ပြောတာကျမ်းပါကြီးမကောင်းတာမဟုတ်ဘူးနေလို့မကောင်းလို့နေမကောင်းဘူးပြောတာဟုတ်တယ်ဒီတော့ဘာဖြစ်လို့လဲဘာဖြစ်ရမလဲမနေ့ကငါမှာရမျိုးအောင်ဖျားပွဲမှာဈေးသွားရောက်တာနဲ့ဈေးရောက်မကောင်းလို့မထူးပါဘူးလေလို့ဆိုပြီးတော့သူများတွေပြောကောင်းတော့ငါဇက်ယုံနေဝင်တော့ပွဲရတနစ်ပိတ်တယ်အောင်စဘူးဇက်ပွဲသွားကြည့်တာတနစ်ပိတ်တယ်ဆိုတော့ကောင်မလေးတွေငိုကြတာရှေ့ကြည့်တော့လေဘေးကြည့်တော့လေဒီဘက်ဘေးကြည့်တော့လေနောက်လက်ကြည့်တော့လေဒုက္ခပဲလို့အဲ့ဒါနဲ့ဟိုကပြန်ကားလို့ရပါပြီဆိုတော့ပြန်ကားလို့ရပြီလေမလေးပြန်ကားလို့ရပြီလေငါလည်းထိုင်ပေါ့နေရာလေးရတာလေးငါထိုင်ပြီးတော့ကြည့်နေလို့ရှိတယ်ဟိုကပြန်ကားလို့ရပြီလေဆိုတော့ကောင်မလေးကပျော်ပြီးထားကုန်တာငါ့ကိုတက်နေတာတော့သူတို့တက်နေကြတာအဲ့ဒါတက်နေတော့ပြီးလဲပြီးတော့ဟိုမှာအောင်စဘူကလည်းထွက်တော့အောင်စဘူကလည်းသူဝင်းနေဝင်းသားဖြစ်ပြီးတော့ပြန်ကားလို့ဆိုပြီးတော့သူတို့ကငိုမင်းသားငိုအဲ့ဒါမင်းသားကိုကြည့်ပြီးသူတို့ကငိုငါကြားထဲကအချောင်တက်နေခံရတယ်ပြီးလဲပြီးတော့သူတို့ကဘာလုပ်လဲအောင်မေတော့အဲ့ဒါမင်းသားလေးကိုတနာတယ်မင်းသားလေးကိုတနာလိုက်တာဒီဘက်ကလည်းမလီတနာရတယ်ဒီဘက်ကလည်းတနာရတယ်ပြီးလဲပြီးတော့မလီတနာတယ်ငါတို့မောင်လေးတဲ့အောင်စဘူးတဲ့သွားပြီးတော့စုတ်ချမယ်တဲ့ဆိုပြီးတော့အမလေးစုတ်တယ်သွားချတယ်ဘသူကမွဲနေပြီရှင်ရဲနေပြီဒုက္ခရောက်နေပြီလို့ဘသူကပြောတာလဲအောင်စဘူးဇက်ကိုသွားကြည့်လိုက်အမလေးပတ်စာလေးကိုဘလူပြန်လို့ချစ်တဲ့လူနဲ့တနာတဲ့လူနဲ့ငါမှတော့လေတက်နေပြီးတော့ချက်တော့ကြီးကိုသူတို့ကတက်နေထားတာသူတို့ကတော့အပြောင်းတော့မပြတ်ဘူးငါလည်းလက်မကြည့်ဘူးအောင်စဘူးကြတော့တနာမဲ့လူအောက်မှာသူတို့နင်းလို့ပြားနေတဲ့လူကြတော့ဘသူမှတနာမဲ့လူမရှိဘူးကအဲ့ဒါပြောတော့မိမရဲ့ကဲမင်းဘသူမှမတနာလဲနော်မင်းယောက်ျားငါတယောက်လုံးရှိတယ်မင်းကိုတနာတဲ့သိလား